ငါဘယ်လောက်ထွက်တယ်ခလဲ9သိန်းထွက်တယ်အဲ့လိုလိုက်အဲ့ထဲမှာအသေးဝယ်ပေးလိုက်တယ်တဲထဲလိုက်အဲ့ပြီးရောအဲ့ထက်ပြီးရောရတာတွေ့သွားတော့ဘာဖြစ်လဲထက်ထဲချင်ဟုတ်တယ်ဘူးကြီးတော့ထက်ချင်တယ်ဘူးမရှိရင်မထက်ချင်အဲ့လိုမျိုးအဲ့ကြတော့ဇီးကွက်နဲ့ကြရင်ငါတပြားမှမထက်ဖြစ်ဘူးလို့ဒါနဲ့ပဲငါထက်ပြီဘယ်လေခုနကဒါပွဲနေတယ်ထားပါလေဒါတော့ပြလိုက်မယ်ပြလိုက်မယ်ညနေပိုင်းနေဆိုလဲသမီးဟင်းရတယ်နော်သမီးနော်ဟုတ်ဒီလိုကျင်းလို့ညနေကတော့မှဘူးအဲ့ဒီမင်းကျွန်တော်ထိုက်တာများပါလားဟုတ်ပြီလားရုပ်ကြီးရုပ်ကြီးတော့မကောက်တယ်ရုပ်ကြီးကျွန်တော်သမင်းနေပါဘိုက်ထိလိုက်တာဘိုက်ထိလိုက်ကျွန်တော်သမင်းနေပါနေသွားတယ်ဘာကောမကြောက်ထားလို့ကောင်းတယ်ဒီဘုန်းရှိရပြီထားလို့ကောင်းတယ်အင်းနေတာကြက်ရည်ပေါ့လေကြက်ပေါင်းနဲ့အဲ့ရေဘုန်းရှိတယ်လို့နင်မပြောဘူးလားအခါမြန်မာ2000ပဲရှိတယ်လောကပြန်လမ်းလာမှာမလေးဟဲ့ဘာလို့ခါမလားအရင်ကဟဲ့နေမှာဒီချို့ကအရင်ကကြိုက်လို့ငါတို့ကြိုက်တယ်အစီဘူးတို့ရေဘူးလို့ဆိုတာအမောင်းဆွဲတယ်ဒီဘုန်းရဲ့အချင်းနဲ့ဟုတ်တယ်ရှယ်ပဲကောင်းပါလေဘယ်ကောင်ကမကောင်းလို့မလားမစားပါနဲ့တော်ဒီမနေ့ကမစားဘူးဝိတ်ချမယ်ဆိုပြီမကြခင်မနေ့ကကြားတယ်ညတာမစားနဲ့သမင်းကြောင့်ပူလေးမြင်တော့မနေနိုင်စားတာပဲမနေ့ကလည်းနေလက်စားညတာကြာနေနဲ့ရှော့စားအဲ့ကြတော့ဝိတ်ကမတက်ဘူးညတာတက်တာညကြလည်းကြက်လိုက်တောက်ချင်တယ်ညကတောက်ချင်ဘီယာလေးတောက်ချင်ဘာဖြစ်လို့ရိုးရိုးချနေမှရမယ်